စံကုန်မြေလေးသားကိုအပြစ်ပေးဖို့စိတ်ကူးနဲ့သူတို့မိဘနှစ်ပါးကကလေးကိုတောထဲမှာတမင်တကာပစ်ချခဲ့ကြတာပေါ့ဒါပေမဲ့အဖေကစိတ်မကောင်းဖြစ်ပြီးပြန်လိုက်ရှာတဲ့ခါမှာတော့သားလေးကပျောက်ဆုံးနေပြီဒေါဆိုတာကလည်းအနေရများတဲ့လမ်းပြောက်ဖို့လွယ်သလိုတားကောင်စားတတဝါတွေလည်းမကြာခဏထွက်တတ်တယ်လေဒီတော့ကလေးရဲ့အဖေတာကျွမ်းကအရန်စိုးရိမ်ပူပန်နေတဲ့သူကသားနာမီကိုအော်ခေါ်နေရပဲဒါပေမဲ့သူ့ဘေးကဇနီးဖြစ်သူချွေဟွာကတော့ဘာမှမဖြစ်တယ်လို့ပဲငြိမ်သက်နေတဲ့သူ့သားကသူ့ကိုစနောက်နေတာလို့ထင်နေတာကိုခဏနေတော့တာကျွမ်းကလက်ရှာရာကနေပြန်ရောက်လာတယ်သားလေးရဲ့ဥထုပ်ကိုပဲတွေးခဲ့တဲ့အဲ့ဒီအချိန်ထိတောင်ချွေဟွာကသူ့သားလေးကတစ်ပင်နောက်မှာပုံနေတာလို့ပဲယူဆနေတော့ပဲဒီလိုလုပ်ရအတွက်သူမနောင်တကြီးစွာရလိမ့်မယ်ဆိုတာသူမသိခဲ့ဘူးပေါ့ဒါကျွမ်းကချွေဟွာကိုအပြစ်တင်တော့တာပဲတားမရင်အပြစ်ပေးရမှာမှန်ပေမဲ့ဒီလောက်ကြီးတော့မပြင်းထန်သင့်ဘူးပေါ့ဒါပေမဲ့ချွေဟွာကတော့သူ့မကိုဝန်မခံဘူးဒီတော့ဒါကျွမ်းကသားကိုဆက်ပြီးအော်ခေါ်ရပြန်ရောအဲ့ဒီအချိန်မှာချွေဟွာရဲ့အမေကဖုံးဆက်လာတယ်သူတို့ကတခြားမျိုးကမိအိမ်မှာညစာသွားစားဖို့မူလကစီစဉ်ထားတာကိုအမေကသူတို့ဘယ်ရောက်ပြီလဲမေးတော့ချွေဟွာကလမ်းမှာကားပိတ်နေတာကြောင့်လို့ညာပြီးတော့သူ့ဘာသာလေးတွေကနေဘာစားကျင်လဲဆိုပြီးမင်းနေတယ်လို့ဟန်ဆောင်တယ်နေကလည်းဝင်တော့မယ်ညမရောက်ခင်သားကိုရှာတွေ့ရမှာမဟုတ်ရင်ညဘက်တောထဲမှာအရန်အနေရများတာကိုဒါကျွမ်းကရဲကိုဖုံးခေါ်ဖို့ပြင်နေုံချွေဟွာကတက်ပလက်ကိုထုတ်ပြီးဂိမ်းမြင်ကွင်းကိုဖွင့်လိုက်တယ်ပြီးတော့သားကိုအော်ပြီးပြောတယ်အခုထွက်လာပြီးမေမေဖေဖေကိုတောင်းပန်ရင်ဂိမ်းဆက်ဆော့လို့ရပြီတဲ့ဒါကျွမ်းကဒါကိုလုံးဝနားမထောင်နိုင်တော့ဘူးရဲကိုခေါ်ဖို့ပဲဆုံးဖြတ်လိုက်တော့တယ်ချွေဟွာကရဲကိုဘယ်လိုပြောမလဲသားကိုပြစ်ချခဲ့တယ်လို့ပြောမှလားဆိုဤမေကုန်းထုတ်တယ်ဒါပေမဲ့ဒါကျွမ်းကသူများဘာထင်လဲဆိုတာကိုဂယုမဆိုင်ဘူးသူ့သားကိုမှောင်မကြခင်ရှာတွေ့ဖို့ပဲစိတ်ဝင်စားတယ်ချွေဟွာကဒါကျွမ်းကိုပြောတယ်သားကအပေါ့ပါသွားဖို့ကားပေါ်ကစင်ရင်လမ်းပြောက်သွားရလို့ရဲကိုပြောရမယ်မဟုတ်ရင်ငါ့ကိုတန်တရားရှိသူဖြစ်ဖမ်းသွားလိမ့်မယ်တဲ့ဖုံးပြောပြီးနောက်မှာတော့သူတို့လင်မယားကကလေးကိစ္စနဲ့ပဲထက်ပြီးရန်ဖြစ်ကြပြန်တယ်ဒါကျွမ်းကဒီလိုလုပ်တာကသားကိုသူ့မိဘတွေကမလိုချင်ဘူးလို့ထင်စေပြီးကလေးတယောက်အတွက်အရန်ရက်ဆက်တယ်လို့ပြောတယ်ဒါပေမဲ့ချွေဟွာကမိဘတွေဟာမလုပ်ရဘူးလို့ပြောတတ်ဖို့လိုတယ်လို့ဆိုတယ်မိဘကမရဘူးလို့ပြောရင်ကလေးကနားထောင်ရမယ်မဟုတ်ရင်အပြစ်ပေးခံရမှာပဲတဲ့ဒါကျွမ်းကချွေဟွာရဲ့ပညာပေးပုံစံကိုတေချာပေါက်နားမလည်သေးပါဘူးချွေဟွာကလည်းသူ့သားကတနေရာမှာပုံနေပြီးသူတို့ကိုခိုးကြည့်နေတာလို့ပဲထင်နေုံပဲစိတ်ပြက်လက်ပြက်နဲ့ဒါကျွမ်းကချွေဟွာကိုရဲရောက်လာတဲ့အထိဒီနေရာမှာပဲစောင့်နေဖို့ပြောပြီးသူကတော့တောနက်ထဲကိုသားကိုရှာဖို့ဝင်သွားတယ်အဲ့ဒီအချိန်မှာဒါကျွမ်းဟာစိတ်ရောလူရောပင်ပန်းနွမ်းနေပြီးသူကတစ်ပင်တပင်ကိုမိပြီးအဲ့ဒီတစ်ပင်ကိုသူ့သားလိုသဘောထားပြီးတောင်းပန်နေမိတယ်ဒီလိုလုပ်နေတော့ဘေးနားကနေရုတ်တရက်အတန်တန်ကြားလိုက်ရတယ်သူလန့်ကြည့်ဖို့အမြန်ပြေးသွားတယ်တားရဲ့နာမည်ကိုအော်ခေါ်လိုက်ပေမဲ့ဘသူကမှပြန်မထူးဘူးဒါကျွန်းကပင်ပန်းလုံးလို့မြေပြင်ပေါ်လဲကျသွားတယ်အဲ့ဒီအချိန်မှာရဲတွေရောက်လာပြီးကလေးပါလို့ဒီနေရာမှာလမ်းပြောက်သွားရလဲလို့မေးတယ်ချွေဟွာကသူ့သားကတေးပေါက်ဖို့ကားပေါ်ကစင်ရင်မတိလိုက်ခင်ပျောက်သွားတာပါလို့လိန်လိုက်တယ်ရဲမေကဒီနေရာမှာညဘက်တောင်ချင်းတွေလှုပ်ရှားသွားလာတဲ့ကြောင်ပြောပြတော့ဒါကျွန်းကချက်ချင်းကြောက်လန့်တကြားအသက်ရှူရက်လိုနီးပါးဖြစ်သွားတယ်ရဲကအခုအချိန်တစ်စက္ကန့်ချင်းစီကတော့တန်မိုးရှိပါတယ်လင်မယားနှစ်ယောက်လုံးပူးပေါင်းဆောင်ရွက်ပါလို့ပြောတယ်အဲ့ဒါနဲ့သူတို့ကလေးပြောက်ဆုံးတဲ့နေရာကိုလိုက်သွားကြတယ်မကြာခင်မှာရဲမေတယောက်ကရှာဖွေရိယာကိုသတ်မှတ်ပြီးသူ့လက်အောက်ခံတွေကိုဘေးနားကနေဆက်ရှာခိုင်းတယ်ခဏနေရင်ကယ်ဆယ်ရေးခွေးတွေရောက်လာတော့မယ်ပြီးတော့ရဲမေကချွေဟွာကိုမေးတယ်ကလေးမပြောက်ခင်မိဘနဲ့ရန်ဖြစ်တာစကားများတာမျိုးရှိလားချွေဟွာကလုံးဝညှင်းဆိုလိုက်ပြီးသူ့သားကစကားနားမထောင်ပေမဲ့အရန်လိမ်မာပါနေတဲ့အတွက်ပြဿနာမရှိသင့်ဘူးလို့ပြောတယ်သူ့သားသူ့ဘာသာမပြန်လာသေးတာကလမ်းပြောင်းနေလို့ဖြစ်နိုင်တယ်ရဲမေအလုပ်တွေစီစဉ်နေုံမှာဒါကျွမ်းကရဲတွေကိုအမှန်တိုင်းပြောပြတင်တယ်သူတို့မားရင်းနဲ့အချက်လက်တွေနဲ့ရှာဖွေနေကြတာလို့ပြောတယ်ဒါပေမဲ့ချွေဟွာကသဘောမတူဘူးအဲ့ဒီလိုဆိုရင်ပြစ်တင်ရှုတ်ချမှုတွေကသူ့စီပဲဥတီလာလိမ့်မယ်ရဲစခန်းကိုခေါ်သွားခံရတာမျိုးမလိုချင်ဘူးလို့ပြောတယ်ပြီးတော့အဲ့ဒီအကြောင်းတွေပြောနေတဲ့အတိတ်ပဲမရှိဘူးတဲ့အဲ့ဒါနဲ့သူတို့နောက်ခန်းကိုဖွင့်လိုက်တော့ကံမကောင်းစွာနဲ့သားလေးရဲ့ဂျာကင်အင်ဂျီကိုတွေးလိုက်ရတယ်တောထဲမှာညဘက်ဆိုယာတီဥရုကအေးခဲမတ်အောက်ထိရောက်သွားနိုင်တယ်ဒီချက်တစ်ထည်တည်းနဲ့ဆိုလုံးဝအနေရများတယ်ပြီးတော့သားအတွက်ဝယ်ပေးထားတဲ့ပုံဆွဲစာအုပ်ကိုလည်းတွေ့တယ်ဒီမြင်ကွင်းကိုမြင်တော့ချွေဟွာကသားကပုံဆွဲရတာကိုကြိုက်သေးရဲ့ဆိုပြီးနည်းနည်းလေးစိတ်သက်သာရသွားတယ်ဒါပေမဲ့စာအုပ်ကိုလန့်ကြည့်လိုက်တဲ့အခါမှာတော့စာအုပ်တစ်ခုလုံးဖျက်ဆီးထားတဲ့စာလုံးပေါင်းမားတွေနဲ့ပြည့်နေပြီးစုပ်ပြဲနေပြီးချွေဟွာရဲ့စိတ်ခံစားချက်ကချက်ချင်းထိုးကျသွားတယ်သူ့စိတ်ထဲမှာသူ့သားကသူ့ကိုမကျေနပ်နေတာဒါကြောင့်သူပြစ်ပေးခံရဖို့ဒီလိုလုပ်ခဲ့ရပဲဆိုတဲ့ထင်မြင်ချက်တွေပြန်ပေါ်လာတယ်သူမကတာကျွမ်းကိုစတင်အော်ဟစ်တော့ရပဲသူ့သားမှာစိတ်ပိုင်းဆိုင်ရာယောဂတစ်ခုခုရှိနေပြီလို့ထင်တာပေါ့ဒါကျွမ်းကလည်းတိမခံနိုင်တော့ဘူးသားကလုံးဝမနာမကျန်းမဖြစ်ဘူးသူလိုအပ်တာကအယမ်းမတင်းကျပ်တဲ့အမြဲတမ်းအပြစ်မတင်တဲ့အမေတယောက်ပဲလို့ချွေဟွာကိုပြောလိုက်တယ်ဒီအချိန်မှာရဲမေကတခုခုမားနေတာကိုတတိထားမိတယ်သူကမြေပြင်ပေါ်မှာကားရာနှစ်ခုတွေ့ပြီးပထမဆုံးရာကဘရိတ်အုပ်ထားတဲ့အရာတွေဖြစ်နေတယ်ဒီအတွက်လင်မယားနှစ်ယောက်စီကနေခိုင်လုံမဲ့ရှင်းပြချက်တစ်ခုကိုလိုချင်တယ်လို့ပြောတယ်အမှန်တော့အဲ့ဒီအချိန်ကသားနဲ့ချွေဟွာတို့စကားများခဲ့ကြတာဖြစ်တယ်ရဲမေကစကားလုံးတွေပျောက်ဆုံးသွားတယ်လို့ခံစားရတယ်သူတို့မားရင်းနဲ့ရှာဖွေနေလန်းကြောင့်
တန်မိုးရှိဆုံးကယ်ဆယ်ရေးချိန်ကိုဖြုံးတီးပစ်လိုက်ပြီလို့ပြောတယ်သူတို့လှုပ်ဆောင်ချက်အစီအစဉ်ကိုချက်ချင်းပြောင်းရတော့မယ်ကလေးကလမ်းပြောက်တာမဟုတ်ပဲထွက်ပြေးသွားတာဖြစ်နိုင်တယ်ဒါကြောင့်အဝေးပြေးလက်မကြီးကိုပါရှာဖွေရိယာထဲထည့်ရမယ်အဲ့ဒီအခါမှာချွေဟွာကကားကွေးတဲ့အချိန်မှာအနီရောင်ကားတစ်စီးကိုမြင်လိုက်ရတာတတိယလာတယ်ဒါကျွမ်းကအရန်စိတ်ပူနေပြီးသူကကားထဲဝင်ပြီးဟွန်းကိုအဆက်မပြတ်တီးနေတဲ့တားလေးကသူတို့ရှာနေတာကိုကြားစေချင်လို့ပါရဲမေကဟွန်းတီးတာကကလေးကိုအနေရလို့ထင်သွားစေနိုင်တယ်ဆိုပြီးချက်ချင်းတားလိုက်ရတယ်ဒါကျွမ်းကချွေဟွာကိုမျက်ရည်တွေနဲ့တိုင်တီပြောဆိုရဲအခုသားကိုပြန်ရှာတွေ့ရင်တော့သူတို့ရဲစခန်းမှာမင်းမြန်းစစ်ဆေးခံရမယ်ရဲကသူတို့ကိုကလေးသူငယ်ညှဉ်းပန်းနှိပ်စက်မှုနဲ့ဆွဲချက်တင်နိုင်တယ်အဲ့ဒီခါကျရင်သူတို့ရဲ့မိသားစုသူငယ်ချင်းလုပ်ဖော်ကိုင်ဖက်အားလုံးတီးကုန်ပြီးသူတို့ဘဝပြတ်သွားလိမ့်မယ်ဒီစကားကိုကြားပြီးချွေဟွာကတိတ်ဆိတ်စွာကားပေါ်ကဆင်းလိုက်တယ်ရဲတွေတားဆီးနေတာကိုလည်းဂယုမဆိုင်ပဲတိတ်ဆိတ်တော့ရဲကိုရှောက်သွားပြီးတားနံမီကိုအုပ်ခေါ်တယ်ရဲမေကသူ့ကိုဆွဲထားပြီးသူ့ခန္ဓာကိုယ်ကအနက်ကရှာဖွေရေးခွေးတွေရဲ့လုပ်ငန်းကိုအနှောက်အယှက်ဖြစ်စေနိုင်တယ်လို့ပြောတယ်နောက်ဆုံးမှာချွေဟွာကရဲမေကိုကလေးရှိလားလို့မေးတယ်အမေချင်းချင်းဆိုတဲ့စိတ်နဲ့သူ့သားကိုရှာခွင့်ပေးပါလို့တောင်းပန်တယ်ရဲမေကလည်းမတက်တာတဲ့အဆုံးခွင့်ပြုလိုက်တယ်ဒီအချိန်မှာချွေဟွာကစိတ်ပိုင်းဆိုင်ရာပြိုလဲလို့နှီးပါဖြစ်နေပြီးဒီလိုအခြေအနေမှာသူကတာကျွမ်းနားမလည်နိုင်တဲ့စကားတခုပြောလိုက်တယ်သူကတဝက်တစ်ပြက်လောက်တော့သားကိုမရှာတွေ့ချင်ဘူးဒီလိုပဲထာဝရပျောက်နေစေချင်တဲ့တာကျွမ်းကသူပင်ပန်းလုံးလို့ယူကြောင်ကြောင်ပြောနေတာပါပဲလို့ထင်နေတယ်ဒါပေမဲ့ချွေဟွာကအရန်အလေးနက်ထားပြီးပြောနေတာတားရပြီးကလေးကသူ့ဘဝကပြည့်နှက်နေခဲ့ပြီးသူ့ရဲ့အလောက်ကန်ကိုဆွန့်လွတ်ခဲ့ရတယ်တားကเจ้าမဆိုးရင်လည်းဆရာမတွေနဲ့ဆက်သွယ်ရတာကသူပဲသူ့ရဲ့အချိန်နဲ့စွန့်ရင်အားလုံးကိုတားအတွက်ပဲမြုပ်နှံခဲ့ရတယ်ဒါတင်မကသေးပဲတခြားမေတွေနဲ့ပါဆက်ဆံရေးကောင်းအောင်ထိန်းထားရတယ်ဒါမှသူ့သားကိုသူတို့ကလေးတွေရဲ့မွေးနေ့ပွဲတွေကိုဖိတ်မှာကိုသူကဒီຢာတွေကိုအသေးစိတ်အပြစ်နာစာမရှိလုပ်ခဲ့တယ်ဒါကရိုးရာစင်လာရကောင်းတဲ့အမေတယောက်လို့သတ်မှတ်တင်တာပဲမဟုတ်လားဆိုပြီးကိုပြန်လောင်ပြောင်းတယ်သူကစိတ်အားထက်သန်စွာသားကိုဂယုစိုက်ခဲ့ပေမဲ့ဒါကျွမ်းကတော့အလုံများပြီးသားကိုဂယုမစိုက်ခဲ့ဘူးခရီးကပြန်လာတဲ့အခါမှာသားနဲ့အယုတ်လေးနေဆော့ပေးတာဂိမ်းနေဆော့ပေးတာလောက်ပဲလုပ်ခဲ့တယ်ဒီလောက်ပဲလုပ်ခဲ့ပေမဲ့သားရဲ့စိတ်ထဲမှာအဖေကသူ့အပေါ်အကောင်းဆုံးလူဖြစ်နေတယ်သူ့အတွက်အရာရာကိုဆွတ်လွတ်ခဲ့တဲ့အမေကတော့သူ့မုန်းပြီးယွန်ရှာတဲ့လူဆိုးဖြစ်နေတယ်ကလေးရဲ့လိုအပ်ချက်တွေကအရန်ကိုကြီးမားလုံးလို့မိခင်ဖြစ်သူဟာသူ့ကိုယ်သူတောင်မေ့သွားရတယ်သူမကသားပေါ်စထမအာယုံရှိတယ်လို့သားကလည်းသူ့ကိုမိခင်ကမချစ်ဘူးဆိုတာကိုသိတဲ့စထမအာယုံရှိတယ်အချိန်ကိုနောက်ပြန်ဆုပ်လို့ရရင်သူကကိုဝန်ဆောင်ဖို့လုံးဝရွေးချယ်မှာမဟုတ်ဘူးဒါဟာတာကျွမ်းတဲ့သားကိုဆုံးရှုံးရမှာဖြစ်ပေမဲ့လည်းပေါ့အဲ့ဒီအချိန်မှာရဲတွေကနောက်ဆုံးတော့ကလေးကိုရှာတွေ့ပြီဒါကျွမ်းကချက်ချင်းပြေးသွားပြီးဂယုတစိုက်နဲ့နှွေးထွေးစွာပြုစုပေးတယ်ချွေဟွာကကောင်းကောင်းသိတယ်တာကျွမ်းရဲ့မျက်လုံးထဲမှာသူခုနကပြောခဲ့တဲ့စကားတွေကစိတ်လှုပ်ရှားမှုကြောင့်ပြောလိုက်တဲ့အဓိပ္ပာယ်မရှိတဲ့စကားတွေပဲဖြစ်မှာသူ့ကိုယ်သူသာသိတယ်ဒီစကားတွေအားလုံးကရင်ထဲကလာတဲ့စကားတွေဖြစ်တယ်ဆိုတာဒီရုပ်ရှင်ကအပေါ်ယံကြည့်ရင်မိသားစုပြဿနာနဲ့မိဘနဲ့သားသမီးပဋိပက္ခကိုဆွေးနွေးနေပုံရပေမဲ့တကယ်တမ်းကျတော့အိမ်ထောင်ရေးရဲ့ဟန်ဆောင်မှုကိုဖော်ထုတ်ပြသနေတာပါအိမ်ထောင်ရေးဆိုတာကဝိုင်းရံထားတဲ့မျိုးရိုးတစ်ခုလိုပါပဲအတွင်းကလူတွေကထွက်ချင်တဲ့အပြင်ကလူတွေကဝင်ချင်ကြတယ်မိဘတွေကသူတို့ရဲ့ပညာပေးနေလန်းတဲ့ကလေးကိုအပြစ်ပေးခဲ့တယ်လို့ကလေးကလည်းပျောက်ဆုံးသွားခြင်းအပြင်မိဘတွေကိုပြန်ပြီးအပြစ်ပေးခဲ့တယ်အိမ်ထောင်ရေးမိသားစုကလည်းဒီမျိုးရိုးတဲ့ဝင်လာတဲ့လူတိုင်းကိုအပြစ်ပေးခဲ့ရပဲ